တယ်ချက်အင်ထိုင်ယာ2 နာရီမှဆိုပေမဲ့ကမ်မလီယာတို့ကမနက်7 နာရီထဲရောက်သွားပါတယ်။အခန်းလည်းမရသေးတာနဲ့ထုတ်တီကိုဟိုတယ် reception မှာထားခဲ့ပြီးတော့ဟိုတယ်ဝန်ထမ်းကိုပတ်ကြည့်ပါမယ်။ဟိုတယ်ဂါဒန်ကလည်းစိမ့်ဆိုပြီးတော့မှအရန်တိုင်ရဖို့ကောင်းပါတယ်။အင်းလေးကအလားနဲ့ဟိုတယ်အလားနဲ့ပေါင်းဆက်ပြီးကြည့်ရတာတော်တော်လေးမိုက်ပါတယ်။အခန်း2 နာရီမှရမယ်ဆိုပေမဲ့တန်ရှင်းပြီးတော့လာကြောင်းအခန်းကို1 နာရီတည်းကနေပြီးပါတယ်။ကမ်မလီယာတို့က Happy New Year ကာလာသွားတာမို့လို့2 သိန်းခွဲပေးရပါတယ်။ပုံမှန်ကာလာဆိုလို့ရှိရင်2 သိန်း 2 သောင်းလို့ပြောပါတယ်။အခန်းထဲမှာပစ္စည်းတွေပါထားခဲ့ပြီးတော့အလှတွေပြင်ပြီးတော့ဟိုတယ်ကနေဆက်လင်ကားပြီးတော့ဖျားတွေကိုတက်ဖို့ပါမယ်ဟိုတယ်ကနေဖျားတွေပဲသွားလို့ရှိရင်နိုင်ဝက်လောက်ဆက်လင်မောင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရမ်းပူပါတယ်အုတ်ထိုးတို့ဘွားတို့ယူခဲ့တင်ပါတယ်ရှင်းလေကောင်လားဇေယျငှက်တွေကိုစာကျွေးလို့လည်းရပါသေးတယ်ဟိုတယ်မှာမနက်စာဘူဖေးလည်းရှိတာမလို့အပြင်ကနေမစားဘဲနဲ့ဟိုတယ်မှာပဲစားခဲ့ပါတယ်စားပြီးရင်တောင်ကြီးကိုဆက်သွားမှဖြစ်လို့မြ мян မဲစားခဲ့လိုက်ရပါတယ်။တောင်ကြီးတော့ကားဆောင်နေပဲတစ်ချက်များပါတယ်။အင်းလေးရောက်ခဲ့လို့ရှိရင်ဟိုပင်ဟိုတယ်လေးကိုတည်ဖို့အတွက် highly recommend ပေးပါတယ်ရှင်။